Home run နဲ့ story နဲ့လို့ပတ်ကြည့်ရတာခက်ခဲပြနေတဲ့သူတွေအတွက်သတင်းပတ်ကြည့် mobile ကနေပတ်ကြည့် mobile လိုက်ဆိုတဲ့ application လာတော့မှာဖြစ်ပါတယ် origin နဲ့ပတ်ကြည့် mobile ကိုပို့ပြီး live ဖြစ်အောင်ဖန်တီးထားတာပါပတ်ကြည့် mobile နဲ့ပတ်ကြည့် mobile လိုက်ဘာကွာသွားလဲဆိုရင် story နဲ့ပြီး data နဲ့နေရာယူမှုမှာလည်းပို့ပြီးနေမယ်အဲ့ဒါလေးတော့ကွာသွားပါတယ်ပတ်ကြည့် mobile ကို Android phone story 1GB အောင်နဲ့ iPhone ဒီမှာဆိုရင် story 2GB အောင်မှာ download ရမှာပဲဖြစ်ပါတယ်နောက်ပြီးပတ်ကြည့် mobile ကအကောက်ကိုပတ်ကြည့် mobile လိုက်မှာပြောင်းလဲကစားနိုင်မှာပဲဖြစ်ပါတယ်ဒီနေ့ကဘယ် version နဲ့ကစားရလဲဆိုတာအရေးမကြီးပါဘူး Pro Play နဲ့အတူတူတင်ပို့ပြီးကစားနိုင်မယ်ပြီးတော့ Code Story Match Making နဲ့ update တွေကိုလည်းပတ်ကြည့် mobile နဲ့အတိုင်းအတိအကျရရှိမှာပဲဖြစ်ပါတယ်ပတ်ကြည့် mobile လိုက်ကို Android phone ရဲ့ Play Store မှာ August 25 ရက်နေ့စပြီး Free version စတာတင်လို့ရမှာပဲဖြစ်ပါတယ်ပတ်ကြည့် mobile လိုက်ကို2026နှစ်ကုန်2029နှစ်အစောပိုင်းမှာ official ချပြီး download လုပ်လို့ရမှာပဲဖြစ်ပါတယ်